ဒီကဗျာလေးကိုအင်္ဂလိပ်လိုဘာသာပြန်ပေးပါလို့တောင်းဆိုချက်တွေကိုမကြာခဏကြုံရတဲ့အခါဘာသာပြန်ဆိုခြင်းနဲ့ပတ်သက်တဲ့အထွေးတွေလှုပ်ရှားလာခဲ့ပါတယ်။ကဗျာဘာသာပြန်ခြင်းဟာစကားလုံးဖလှယ်ယူခြင်းထက်ပိုနက်နဲတဲ့အမှုပညာတစ်ခုဖြစ်ကျွန်မလက်ခံနားလည်ထားပါတယ်။ဘာသာပြန်ဆိုခြင်းမှာအဓိကအားဖြင့် literal translation နဲ့ literary translation ဆိုပြီးချင့်ကပ်ပုံနှစ်မျိုးရှိပါတယ်။ literary translation ဆိုတာကတော့ poetic translation ကိုပြောတာဖြစ်ပါတယ်။ literal translation ကတော့မူရင်းစကားလုံးနဲ့ဝါကျဖွဲ့စည်းပုံကိုအတတ်နိုင်ဆုံးထိမ့်သိမ်းပြီးပြန်ဆိုထားတာမျိုးဖြစ်ပါတယ်။ဥပမာလေတိုက်တယ်ဆိုတဲ့စာကြောင်းကိုဘာသာပြန်ဆိုတဲ့အခါ the wind blows လို့ပြောလိုက်ရင်မှန်ပါတယ်။ဒါဟာကဗျာဖတ်ဖို့အတွက်အရသာမပေါ်ပါဘူး။ဒါဆိုရင်ကျမတို့ poetic translation သို့မဟုတ် literary translation နေရာမှာတော့ the wind whispers လို့ဘာသာပြန်လိုက်ပါမယ်။ဒါမှမဟုတ် the wind wanders through the trees လို့ဘာသာပြန်ကြည့်လိုက်မယ်။ the wind brushes past my window လို့ဘာသာပြန်ကြည့်လိုက်မယ်။ဒါဆိုရင်လေတိုက်တာချင်းတူပါပဲ။ဒါပေမဲ့ဘယ်လိုလေမျိုးလဲဆိုတာကိုစာဖတ်သူတွေကဒီခန်းစားချက်ကိုပြန်ပြီးတော့မြင်လာနိုင်စွမ်းရှိပါတယ်။နောက်ထပ်ဥပမာတစ်ခုပေးရမယ်ဆိုရင်အလင်းကငါမျက်နှာကိုထိတယ်ဆိုတဲ့စာကြောင်းလေးကိုဘာသာပြန်ကြည့်မယ်ဆိုရင် the light touched my face လို့ပြောလိုက်ရင်ဒါ literal translation ဖြစ်ပါတယ်။ literary translation မှာတော့ကျမတို့ကအဲ့လိုမပြန်တော့ပါဘူး။ light rested on my face or light settled gently across my face or light found my face လို့ကျမတို့က touch ဆိုတဲ့နေရာထက် rested settled found ဆိုတဲ့ကရိယာတွေရဲ့ပုံရိပ်ကိုပိုပြီးအသက်ဝင်အောင်သုံးလိုက်ပါတယ်။ကဗျာရဲ့စာကြောင်းချုပ်ကိုကျမရဲ့ကဗျာစာကြောင်းချုပ်နဲ့ဥပမာကြည့်ရအောင်နော်။ filter မလို့တဲ့အလင်းဟာအရေပြားပေါ်မှာနေ့တစ်နေ့ရဲ့အမှန်တရားကိုညင်ညင်သာသာရေးချသွားတယ်။ literal translation နဲ့ဘာသာပြန်ရင် unfiltered light gently rides the day through upon my skin လို့ဘာသာပြန်ကြည့်လိုက်မယ်။ဒါကိုပဲ poetic translation နဲ့ပြန်ပြောင်းမယ်ဆိုရင် unfiltered light softly inscribe the day through upon my skin ဒါမှမဟုတ် Bare light leaves the day through like a quiet signature upon my skin လို့ပြောင်းရေးလိုက်ပါမယ်။အဲ့ဒါဆိုရင်အဲ့ဒီ version မှာရေးချလိုက်တဲ့ quiet signature ဆိုတာကပုံရိပ်နဲ့ပြောင်းရေးထားရတဲ့အကြောင်းကစကားလုံးတွေတော့မတူတော့ဘူး။ဒါပေမဲ့မူရင်းခံစားချက်ကိုတော့ဆက်လက်သယ်ဆောင်သွားနိုင်စွမ်းရှိပါသေးတယ်။ဒီချက်ကိုပဲအင်္ဂလိပ်စာသင်ကြားရေးမှာလည်းတွေ့နိုင်တဲ့အကြောင်းကိုမျှဝေချင်ပါသေးတယ်။ IGCSE Pearson Edit